ထဲမှာ promote ရှိတယ်လို့ protein ထဲမှာ promote ရှိရဆိုတော့သိကြလားသိကြရင်ဒီဗီဒီယိုအဆုံးထိကြည့်လိုက်ပါဒါကတော့ ban hydro whey ကိုညှို့ဆိုတာပဲဖြစ်တယ်ဘာလို့ promote လို့ပြောရလဲဆိုရင်ကျွန်တော် whey မှာ grade 3မျိုးရှိတယ် protein quality 80% ပါဝင်တဲ့ whey concentrate protein quality 90% ပါဝင်တဲ့ whey isolate နဲ့ protein quality 95% ပါဝင်တဲ့ whey hydrolyze ကိုပြောတာပဲဖြစ်တယ်ဒီကျွန်တော်လက်ထဲမှာဂိုင်းထားတဲ့ ban hydro whey ရဆိုရင် whey ရဲ့နောက်ဆုံးအဆင့် premier highest protein quality နဲ့ထုတ်လုပ်ထားတဲ့ကျွန်တော်တို့ whey hydrolyte supplement မျိုးစားပဲဖြစ်ပါတယ်1 serving တောက်မယ်ဆိုရင် calorie 150 gram protein 30 gram BCA 8.8 gram နဲ့ glutamine 5 gram ရရှိမှာဖြစ်တယ် amino spike လုံးဝမပါဝင်တဲ့အတွက်ကျွန်တော်ခုနပြောတဲ့ protein gram တွေကဥက္ခဏာကို 100% အပြည့်အဝရရှိမှာဖြစ်ပါတယ် lactose လုံးဝမပါဝင်တဲ့မြေသူမဆိုသုံးပြုသင့်တဲ့ protein supplement မျိုးစားဖြစ်တယ် hydro ရဲ့ထူးခြားချက်အနေနဲ့ဆိုရင်အာဟာရစိုးရိမ်မှုအားကောင်းတဲ့အတွက်ကျွန်တော်တောက်ပြီးတာနဲ့ကိုယ်ခန္ဓာကိုယ်မှာအချိန်တိုတွင် muscle pain နဲ့ muscle recovery ကိုမြန်မြန်ဆန်လှုပ်ဆောင်ပေးမှာဖြစ်ပါတယ်ဘယ်လိုလိုတွေသုံးဖို့အတွက်အကြံပြုချင်လဲဆိုရင်ကျွန်တော်ပြန်ဝဲနားနီးခတ်ထင်လုပ်နေရတဲ့ body builder သမားတွေပြီးတော့ lactose ဆိုရင်ကြောက်နေရတဲ့အဆိုင်သမားတွေနဲ့ protein ကိုမှအတန့်စင်ဆုံး protein ကိုမှလိုချင်တဲ့သူတွေပေါ့နော်သုံးဖို့အတွက်အထူးသင့်တော်ပါတယ်ဒီကောက်မှာအားနည်းချက်ဆိုလို့ဈေးကြီးတာလေးတစ်ခုပဲရှိတယ်ဒါပေမဲ့ကိုပေးရတဲ့ဈေးနဲ့ကိုပြန်ရတဲ့ result ကတော့ကောင်းမှန်မှန်ဆိုတော့ကျွန်တော်အာမခံပါတယ်ကဲဒါဆိုရင် VH product နဲ့ပတ်သက်ပြီးတော့ဒီ ban hydro whey ကိုသုံးဖို့တဲ့လူတွေလည်း comment မှာဝင်ရေးပေးသွားလို့ရတယ်ကျွန်တော် VH product နဲ့ပတ်သက်ပြီးတော့သိချင်တာပဲဖြစ်ဖြစ်တခြားသိလို့ရအောင်သိချင်တာပဲဖြစ်ဖြစ် like and follow လုပ်ပြီးတော့ comment မှာဝင်ရောက်အကြံပြုသွားလို့ရပါတယ်နောက်ပြီးတော့ကျွန်တော်ပြန်လာခဲ့ရမယ်နောက်မှပြန်ဆုံးကြတော့